Namo Tassa Bhagavato Arahato Sammasambuddhassa Namo Tassa Bhagavato Arahato Sammasambuddhassa Namo Tassa Bhagavato Arahato Sammasambuddhassa အရှင်မြတ်စွာဘုရားအပြားကျွမ်းလက်ဆံမှုရှိဖို့ဘုရားမှန်ရှောက်တော်ပါရှင်ဗျာဒီနေ့ဒီချိန်မှာဒီဘုရားကိစ္စဖြစ်တော်ကြောင့်ဗာဆရာကြီးကဝင်းပွဲဆက်ရှိပွဲနဲ့ပူဇော်ပါတယ်ဗာဆရာကြီးပညာရေးကိုလေးစားကုန်ပြတော်ရတယ်ဗာဆရာကြီးကဝင်းပွဲဆက်ရှိပွဲနဲ့ပူဇော်ကြပါတယ်ဗာဆရာကြီးဝင်းပညာရေးစစ်စစ်နဲ့ဆောင်ရွက်တဲ့တော့တရားနဲ့49ရောက်တော့ပထမဆက်အားလုံးနဲ့စသရစင်ပြေထုတ်ဝေပြီးတော့အောင်မြင်ကြောင်းအောင်တတ်တည်လဲဝင်ကြပါလေ၎င်းတို့ကောင်းသောသူဆောင်ကြတဲ့အားလုံးပြည့်စုံပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနှလုံးစိတ်မှအေးချမ်းသာပြီးအောင်မြင်အောင်တတ်တည်ဝေးပါစေအောင်စီပိုင်းစီနိုင်စီခိုင်းစီဒါအခုဆရာမတို့နော်ဟိုလားပြည့်နဝန်းစီးထားကြတယ်ဒါသူတွေအားလုံးအတွေ့149ဦးတွေ့ဆရာမတို့နဝင်းစီဒါအရွယ်အညွန့်နေဖြစ်ပါတယ်ဒါနေမကူပဲနဲ့ဆရာမတို့ဒါရေဝါမျောမှာဖြစ်ပါတယ်ဒီရေမျောခြင်းအပြင်ကျမကြီးတွေကောင်းစေတယ်တိုက်ခိုက်ရန်ဒီကင်းစေတယ်စိတ်ချမ်းသာကိုယ်ကျမ်းမာပြီးတော့စီးပွားတက်လာပါတွေတိုးဖို့အတွက်စီမံဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်အားလုံးကျမ်းမာချမ်းသာပြီးတော့စီးပွားတက်လာပါတွေတိုးကြပါစေ